လေးကကြတော့တဲ့ဒါလေးကကြတော့ကိုပတ်သားကိုလှုပ်ထားရတယ်ပေါ့နော်ဒီမှာဆိုရင်မှုတန်းလေးတွေပေါ်မှာဒီကောင်လေးကခုံနေတာကောင်လေးနာမည်တက်နော်အဲ့လေးကိုလှုပ်တဲ့ခါကြလို့ရှိရင်တဲ့ဘယ်လိုလှုပ်တာလဲဆိုရင်အရင်ဆုံးမှုလေးတွေရဲ့ site mushroom လေးရဲ့ site မှာဆိုလို့ရှိရင်သူကငကိုပုံစံထက်ကူမှာ site လေးကိုသိရတယ်ကြည့်ရတယ် site ကဘယ်မှာကြည့်အောင်ဒီလူလေးတွေမှာ site ကိုသိချင်သလားကိုကြည့်ချင်သလား site လေးတွေရွေးလို့ရတယ်ဒါလေးဆိုရင်ကြည့်သွားတယ်ပေါ့နော်အဲ့လိုပို့ကြည့်တယ်သူ့ကိုနှိပ်လေပို့ကြည့်တယ်နောက်တစ်ခါကျရင်ပြန်သိချင်တယ်ဆိုရင်ဒါလေးကိုနှိပ်အဲ့ဆိုလို့ရှိရင်တကယ်တမ်းကျလို့ရှိရင်ဒီလိုမျိုးထက်ကမနှိပ်ဖ ೇನೆ ဒီ site ထဲမှာလည်းဒီမှာဆိုရင်ရွေးပြီးတော့ပြုံသုံးရတယ်ပေါ့နော်အဲ့ဆိုရင်လည်းကိုက site သေး site ကြီးလို့ရတဲ့ခါကျတော့ဒါလေးပြောင်းသွားပြီလားပေါ့တစ်ခေါက်ကြည့်လိုက်တော့ပါလေကွက်တီအဲ့ဆိုလို့ရှိရင်မှုဆိုင်လေးတွေကိုဘယ်ရအောင်ဆိုလို့ရှိရင်ဒီလူပုံလေးထဲမှာစကားပြောတဲ့ဟာလေးပါတယ်စိုက်ကြီးတာရှိတယ်စိုက်သေးတာရှိတယ်အဲ့ဒါကပုံမှန်စိုက်ပြလာတာဒါလေးကကျတော့ပျောက်သွားတာဒါလေးကပေါ်လာတာပေါ့နော်အဲ့လိုမျိုးရှိတဲ့ခါကျတော့တဲ့ဒီ tag မှာကျတော့တဲ့သူကဒီဘက်ကနေပြီးတော့ဒီဘက်ထိလမ်းလျှောက်တာလေးထည့်ချင်တာထည့်ချင်လို့ရှိရင်တဲ့ထည့်ချင်လို့ရှိရင်တော့သူကပါတော့ဆိုရင်ဒီမှာသူကသာကြည့်ရတာဒီသေးလေးသွားနေတာတကယ်တမ်းကျတော့ပါလိုက်တော့အဆင့်နေရတော့နည်းနည်းချုပ်တယ်ပေါ့နော်သူတကယ်တော့ဒီနန်းလေးကနေစမှာဆိုလို့ရှိရင်ဒါကကြတော့တဲ့ဘယ်ထဲမှာပါလဲဒီအဝါရောင်လေးထဲမှာလူကားတဲ့လူကားတဲ့အရှိန်ပေါ့ဒါကတော့ရိုးရိုးလေးလမ်းလျှောက်တဲ့အရှိန်ပုံမျိုးပေါ့နော်ဒါကနည်းနည်းလေးမြန်တယ်ဒီဟာကတော့အမြန်ဆုံးဒီကကိုကတော့ဒီမှာအမြန်ဆုံးလေးနဲ့လောက်တာပေါ့နော်နောက်ပြီးလို့ရှိရင်ဒီမြားလေးတွေကနေပြီးတော့ဒီမှုလေးနဲ့ဒီဘက်မှုဘက်ကိုအကူကဒီမြားလေးနဲ့3 step လောက်ရှိတယ်ပေါ့နော်သွားမှာနောက်ပြီးလို့ရှိရင်သူနည်းနည်း step 1 step လောက်မြင်နေတဲ့ကြောင့်မို့အပေါ်မြားလေးကိုလိုက်လေနောက်ပြီးရင်ခုံတဲ့ပုံစံလေးကိုလောက်ထားတာပေါ့နော်ခုံတဲ့ပုံစံလေး2 step လောက်ခုံတဲ့ပုံစံလေးလောက်ထားတယ်နောက်တစ်ခုကျတော့ sound အတန်ဆိုလို့ရှိရင်ဒီမှာဆိုရင်ဒီလိုမျိုးအတန်ပါပြီးသားလေးကိုထည့်လို့ရတယ်လို့ဒီ mic ပုံလေးကိုနှိပ်ပြီးတော့ recording ဖန်လို့ရတယ်ဒီဟာလေးကိုနှိပ်ပြီးတော့ recording ဖန်လိုက်ရုံပဲကလေးတွေတော်တော်ကိုကြိုက်ကြတယ်ဒီ recording ဖန်တာသူတို့ကြရတဲ့သချင်းလေးတွေဆိုကြပါတော့ဒါကြောင့်မို့ကလေးကြိုက်နေရတယ်အဲ့ခွကျဒီနာရီလေးကကြပါတော့ဆိုလို့ရှိရင်5 second သူရောက်နေတဲ့မှုပေါ်မှာ5 second လောက်သူရက်နေနေတာသိတာပြီးကြမှာဒီလိုမျိုးလေးတွေပေါ့နော်မှုရဲ့အနေထားကတော့သူတို့နေတဲ့ကိုချထားတဲ့ပုံမူပြီးပြီးတော့သူခုံလေးနဲ့မူပြီးပြီးတော့ဒီဘက်မှာတော့3လမ်းခုံလို့ရပြီမယ်ဒီမှုပေါ်ဒီဘက်မှုကြီးပေါ်ရောက်ဖို့အတွက်သူ4လမ်းခုံမှရတာဒါလေးတွေကကိုကျဲတဲ့လို့ခုံလို့ရတယ်နောက်တစ်ခုကကြာလို့ရှိရင်ဒီမှာဆို block ကအရှိဖြစ်တဲ့ကြောင့်ဘာနဲ့ဆက်လိုက်တာဆိုရင် message pass နဲ့ဆက်လိုက်တာ message ကကြာလို့ရှိရင်ဒီမှာဆိုရင် message ကိုဒီပို့လိုက်တာဗောနော် message မှာအယောင်ကလည်းမျိုးစုံရှိတယ်နော်ဒီမျိုးစုံရှိတယ်ကိုကအဝါရောင် message ကိုပို့တယ်ဆိုလို့ရှိရင်ဒီအဝါရောင် message ကိုရတာနဲ့ဖွင့်ဖတ်တာရတာဗောနော်သူပြီးတော့သူကဒီလိုမျိုးဆက်ရဆိုဘာမှတော့မဟုတ်ဘူးအတန်းကြီးရှည်လို့မို့ကုတ်တစ်ခုနဲ့တစ်ခုဆက်ချင်လို့ထည့်တာတကယ်လို့ကိုကဒီမှာအနီရောင် message ပို့ရဆိုရင်ဒီမှာအနီရောင် message ရရင်လို့ရေးနိုင်မှာသူတို့ချင်းချင်းဆက်လုပ်တာမဟုတ်ရင်အလုံးမလုပ်ပေါ့နော်အဲ့ဆိုရင်ဒီမှာဒီ project လေးတစ်ခုထဲမှာကိုသူကတော်တော်လေးစုံစုံနေပါပြီဒီလိုချင်းစကားပြောတာလေးပေါ့ဒီလူပုံထဲမှာဒီမှာစကားပြောတာလေးပါတယ်ဒီမှာ okay ဆိုပြီးသွားရင်သူကပြီးဟိုလိုက်လေပုံမျိုးပေါ့နော်အဲ့ဆိုရင်ဒီခြေလမ်းလေးတွေအမြင်လေးတွေဆိုတာကိုလုံးတဲ့နေရာပုံမူပြီးပြီးတော့ကြိုက်တယ်လို့ပြောင်းလို့ရပါတယ်ဒီမှာတော့ဒီမှာဆိုလို့ရှိရင်တချို့နေရာလေးထိတော့မထိဘူးเนาะကိုအဆင်ပြေတယ်လို့လုပ်လို့ရတယ်